ကဲမနေ့ကပြောထားတဲ့အတိုင်းကျမပွဲသေးသွားမယ်လို့လေးလာပါပြီရှင်။ပွဲသေးသွားမှဖြစ်ပါတယ်ကျမမေပါ။ကျမမေပြီးတော့ဒါလေးကျမညမပါတဲခွဲနေရပါဟာ။ဒါလည်းကျမချီလေးပါကျမတော့တဲမခွဲပါဘူး။တဲခွဲနေလို့စိတ်ပြေလက်ပြပြင်နေတယ်များကြီးမယ်လို့ပြောနေရပါ။ဒါတော့ကျမချီလေးပါတစုံတယောက်ကတဲခွဲနေတယ်ကျမတော့တဲမခွဲပါဘူး။ကျမယောက်ျားနဲ့တူတူကျမပွဲသေးသွားမှဖြစ်ပါတယ်။မောင်မဲနေမမြင်ရဘူး။မြင်အောင်သွားလေးဖြီးပြခိုင်းတယ်ဖြီးပြပါလေ။ပါတော့မင်းရောက်ပြီဆိုတဲ့တိုင်းမှာရောက်တော့မုံနေစားပါတယ်စားမှာပါကျမယောက်ျားလည်းစားပါတယ်ရမ်းစားရတယ်သူအဲ့ဒီပြင်တော့လေးတိုက်ပဲကျမလည်းစားပါတယ်ကျမနဲ့တင်လည်းစားပါတယ်နေ့လှလှပပြင်လာကျမလှလှပမပြင်နိုင်အရန်လို့မကူးမှရန်အိနေကျမတော့ထောက်လျှောက်စားတော့ဟိုကစားလိုက်တယ်စားလိုက်နေရမ်းစားကောင်းတယ်ခေါင်းနေတယ်ပြီးအဲ့ရုပ်ကြီးလိုချင်တယ်ဒါပေမဲ့သူတို့တွေကဘာမှဖြစ်လဲဘာမှမရတော့ကျမယောက်ျားကကျမကောက်ခိုင်းမှုလုပ်ပြီးနေကျမယောက်ျားလည်းဘာမှမလုပ်တယ်နဲ့ကျမကိုယ်တိုင်ပဲပြင်နေပြီးဘောလုံးပြင်နေရတာငါးချက်မှနှစ်ချက်ပဲမှန်ပြီးသုံးချက်ကမှမှန်လို့ကျမရချင်တဲ့ရုပ်တွေမရခဲ့ပါဘူးရှင်။အဲ့နဲ့ရလည်းမရဘူးအဲ့ဒါလူချင်တာလို့ပြောနေတာပါ။ပတ်စံပြီးဘာမှမရမဲ့တူတူတော့ပတ်စံပြီးပြစားလို့ရတဲ့မွေးကားပဲစားပါတယ်။ဒီထဲအချင်းထဲပြစားတယ်။ဒီနေရာရောမွေးကားစားတယ်။အဲကြောင့်မို့ခဏခဏချီပန်းတယ်။ဒီမွေးကားတကယ်ကောင်းတာတကယ်ကောင်းလို့တကယ်စားတာပါ။ဒီမွေးကားစားပြီးတော့ကျမကြာအကျော်စားကြည့်ရကောင်းတယ်ဆိုလို့ကျမအကျော်လေးစားကြည့်ပါတယ်။ကျော်လည်းကောင်းတယ်ကော်ဖီလေးကလည်းချိုးနေတော့ပဲကော်ဖီလေးနဲ့စားဒီမလေးဘိုက်တောင်ပြန်စားလိုက်ပြီးတော့ပြန်အိပ်ပါတော့မရှင်တတဘိုင်ဘိုင်